William ကအစပိုင်းမှာတော့လူသားတွေကိုကာကွယ်ဖို့အတွက်စက်ရုပ်ဥပဒေ3 Laws of Robotics 3ချက်ကို Image အတွက်သတ်မှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူကချက်ချင်းပဲစိတ်ပြောင်းသွားပါတယ်။အကြောင်းကတော့သူဟာလူကောင်းမဖြစ်တော့ဘူးလို့ဆုံးဖြတ်ထားပြီးသားဖြစ်လို့ပါ။ဒါကြောင့်သူကတတ်နိုင်သမျှကိုယ့်အကျိုးကိုပဲကြည့်တဲ့သူဖြစ်ဖို့ဆုံးဖြတ်ပြီးစက်ရုပ်ဥပဒေ3ချက်ကိုသူ့အတွက်ပဲအကျိုးရှိအောင်ပြန်ရေးလိုက်ပါတယ်။ပထမဥပဒေကတော့ Image ဟာသူ့သခင် William ကိုဓာတ်ရိုက်ဖြစ်စေတွဲဝိုက်ပြီးဖြစ်စေဘလို့နည်းနဲ့မှအန္တရာယ်မပြုရပါဘူး။ဒုတိယဥပဒေကတော့ William ရဲ့အမိန့်အားလုံးကိုအတိအကျလိုက်နာရမယ်။တတိယဥပဒေကတော့ပထမဥပဒေနဲ့ဒုတိယဥပဒေကိုမချိုးဖောက်ရတဲ့၍ကိုကာကွယ်ရမယ်။ Image ကဒီဥပဒေ3ချက်ကိုသူမရဲ့ system ထဲမှာမှတ်တမ်းတင်ပြီးတဲ့နောက် William ကငါနယ်မြေကိုတိုးတက်ကြီးပွားလာအောင်ဘာလုပ်တင်လဲလို့မေးလိုက်ပါတယ်။ Image က Education Capsule ကိုအသုံးပြုဖို့အကြံပေးပါတယ်။ဒီဆက်ထဲဝင်လိုက်ရင်ဘဟုတုတအတွေ့အကြုံတွေကိုအုံနောက်ထဲတိုက်ရိုက်ထည့်ပေးတယ်လို့ခန္ဓာကိုယ်ကိုလည်းပိုတမအောင်လေ့ကျင့်ပေးနိုင်တယ်လို့ရှင်းပြပါတယ်။ဒါပေမဲ့လအနေငယ်ကြအောင်အဲ့ဒီ capsule ထဲမှာနေရမယ်လို့ပြောပါတယ်။အဲ့ဒီအချိန်တွင်သူမကလင်းကိုစားနယ်မြေကိုအုပ်ချုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။ဒီစကားကြားလိုက်ရတဲ့ Brian ကချက်ချင်းစိုးရိမ်သွားပါတယ်။အိမ်မက်ကိုနယ်မြေတစ်ခုလုံးအုပ်ချုပ်ခိုင်းတာကလူသားတွေအတွက်အန္တရာယ်များပါတယ်လို့သတိပေးပါတယ်။ဒါပေမဲ့ Brian ကမစိုးရိမ်နဲ့ငါကလူသားတွေကိုဖျက်ဆီးဖို့မရည်ရွယ်ဘူး။ဒုတိယဥပဒေအရ Image ကငါအမိန့်ကိုအတိအကျလိုက်နာမှာပဲလို့ပြန်ပြောလိုက်ပါတယ်။ Brian က Empire ကဒီလိုလုပ်တာကိုလက်ခံမှာမဟုတ်ဘူးလို့ပြောပေမဲ့ Image က Empire ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုစစ်ဆေးပြီးအဲကအုပ်ချုပ်ရေးတာဝန်ကိုကူညီလှုပ်ဆောင်ခွင့်မရှိဘူးလို့တားမြစ်ထားတဲ့ဥပဒေမရှိပါဘူးလို့ပြန်ဖြေလိုက်ပါတယ်။အဲ့ဒီနောက် William က Brian ကို Education Capsule ကိုအစဉ်သစ်လုပ်ဖို့အမိန့်ပေးပြီးသူမရှိတဲ့အချိန်မှာအာဏာအားလုံးကို Image ထံလွှဲအပ်လိုက်ပါတယ်။ Education Capsule ထဲမှာဝင်ခင် Line က Image ကိုမင်းမှာခံစားချက်တွေရှိလားဒါမှမဟုတ်ခံစားချက်တွေကိုအတူယူနိုင်လားမင်းကတာမန်အိမ်မက်ထက်အရန်အဆင့်မြင့်နေလို့မေးလိုက်ပါတယ်။ Image ကသူမမှာခံစားချက်မရှိမသိဘူးလို့ပြောပါတယ်။ဒါပေမဲ့အစောပိုင်းဝင်ကသူမကိုအဖွဲဖွဲဖို့ဖိတ်ခေါ်ခဲ့တဲ့အချိန်မှာသူမရဲ့ခက်ချဲမှာတဲတွေရုတ်တရက်ပြစ်ရှံသွားခဲ့တယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားပြီး William က Image မှာတနေ့နဲ့ခံစားချက်ဆိုတာရှိနေတာပဲလို့သဘောပေါက်သွားပါတယ်။ပြီးတော့ငါစာတင်ကျောင်းနဲ့တက္ကသိုလ်ပညာကိုအမြန်ဆုံးသင်ယူနေတဲ့အချိန်မှာအရာအလုံးကိုမင်းတာဝန်ယူပေးလို့ပြောလိုက်ပါတယ်။နှစ်တိတိကြာပြီးနောက် William ဟာ Education Capsule ထဲကပြန်ထွက်လာပါတယ်။ဒီနှစ်အတွင်းသူ့အုံနောက်ထဲမှာဆယ်စုနှစ်များစွာစာပညာနဲ့အတွေ့အကြုံတွေထည့်သွင်းပြီးဖြစ်နေပါတယ်။ William ကနှစ်တောင်ကြာသွားတာလားလို့အံ့ဩသွားပါတယ်။ Image က capsule ထဲမှာအချိန်ကိုမခံစားရလို့တဘာဝကျတယ်လို့ရှင်းပြပါတယ်။ William ကသူ့ခန္ဓာကိုယ်ကိုကြည့်လိုက်တော့နှစ်အတွင်းပိုပြီးအရက်ရှည်လာတယ်လို့တန်မာလာတာကိုသတိထားမိပါတယ်။ Image ကဒါဟာ capsule ရဲ့အကျိုးသက်ရောက်မှုဖြစ်ပြီးဒီခန္ဓာကိုယ်အသစ်နဲ့အသားကျဖို့ rehabilitation လုပ်ဖို့လိုတယ်လို့ပြောပါတယ်။ Rehabilitation ပြီးသွားတဲ့နောက် William ကသူ့ကြိုကိုတရားဝင်စတင်အုပ်ချုပ်ပါတော့တယ်။ Image ကအစီရင်ခံစာကိုဖတ်ကြည့်တဲ့အခါဂျိုရဲ့အခြေအနေဟာတဖြည်းဖြည်းတိုးတက်လာတာကိုသိလိုက်ရပါတယ်။ဒါကြောင့် William ကအထူးအဆောက်အုံတွေကိုကိုယ်တိုင်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ Image ကသူ့ကိုအာကာသယာဉ်လွှတ်တင်ရေးစခန်းကိုအရင်ခေါ်သွားပါတယ်။အဲ့ဒီမှာအာကာသယာဉ်တွေပြန်တက်တာပြန်ဆင်းတာတွေကိုမြင်လိုက်ရတဲ့ William ကဝမ်းသာလွန်းလို့မျက်လုံးတောက်ပသွားပါတယ်။ဒီ Floating Dock ဟာဂျိုရဲ့အထူးကာကွယ်ရေးစခန်းဖြစ်ပါတယ်။အဲ့ဒီနောက်စစ်သားတွေမောင်းနေတဲ့အေယာမတိုက်ပွဲဝင်စက်ရုပ်ကြီးတွေကိုမြင်လိုက်ရတော့ William ကပိုပြီးစိတ်လှုပ်ရှားသွားပါတယ်။ဒါပေမဲ့ Image ကဘတ်ဂျက်မရှိလို့အများစုကိုမပြင်နိုင်သေးကြောင်းပြောပါတယ်။ William ကကျွန်တော်လည်းဒီစက်ရုပ်ကိုမောင်းချင်တယ်လို့ပြောလိုက်ပါတယ်။ Image ကချက်ချင်းစီစဉ်ပေးလိုက်ပါတယ်။ William ကစက်ရုပ်ထဲဝင်လိုက်တဲ့အခါ Image ကဒီစက်ရုပ်ကိုမော်စွမ်းအားနဲ့ထိန်းချုပ်ရတာဖြစ်ပြီးဘလို့လှုပ်ရှားခြင်းလဲဆိုတာစိတ်ထဲကတွေးလိုက်ရုံနဲ့စက်ရုပ်ကလိုက်လုပ်ပေးမယ်လို့ရှင်းပြပါတယ်။ William စမ်းကြည့်လိုက်တော့မောင်းရတာမခက်ခဲဘူးဆိုတာသိလိုက်ရပါတယ်။ဒါပေမဲ့လုံခြုံရေးအတွက်လက်နက်အားလုံးကိုဖြုတ်ထားတယ်လို့ Image ကပြောပါတယ်။ William ကကျွန်တော်တယောက်နဲ့တိုက်ချင်တယ်လို့ပြောလိုက်ပါတယ်။ Image ကချက်ချင်းသူတို့တပ်ဖွဲ့ရဲ့ Captain ကိုခေါ်လိုက်ပါတယ်။ William က Captain ကိုတန်းဝင်တိုက်လိုက်ပြီးသူ့စက်ရုပ်ကိုလဲကျအောင်လုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ Captain ကအလေးနဲ့မတိုက်သေးဘူးဆိုတာ William သတိထားမိသွားပါတယ်။ဒါကြောင့်တကယ်အင်အားနဲ့တိုက်စမ်းပါလို့အမိန့်ပေးလိုက်ပါတယ်။ Captain ကအမိန့်တိုင်းတိုက်လိုက်တာနဲ့ William ရဲ့စက်ရုပ်ကိုလက်နက်ဖြုတ်ပစ်ပြီးမြေကြီးပေါ်အပြင်းထန်ပစ်ချလိုက်ပါတယ်။ဒီကွာခြားချက်ကိုမြင်ပြီး William ကအံ့ဩသွားပါတယ်။ Image က Captain မှာအတွေ့အကြုံနဲ့လေ့ကျင့်မှုအများကြီးရှိတာကြောင့်စက်ရုပ်ရဲ့လှုပ်ရှားမှုကို William ထက်ပိုကောင်းအောင်စိတ်ကူးဖော်နိုင်တယ်လို့ရှင်းပြပါတယ်။ဒီအချိန်မှာ William ကငါအရန်အားနေသေးတယ်လို့သဘောပေါက်သွားပါတယ်။ဒါကြောင့်ပိုတန်မာလာအောင်လေ့ကျင့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူက Brain ကိုအကောင်းဆုံးကိုယ်ခံပညာဆရာကိုရှာပေးလို့အမိန့်ပေးလိုက်ပါတယ်။ Brain ကသခင်ကအုပ်ချုပ်သူပါတိုက်ခိုက်နည်းတင်ဖို့မလိုပါဘူးလို့အကြံပေးပါတယ်။ဒါပေမဲ့ William ကညှင်းလိုက်ပြီးအရင်ဘဝမှာအာဏာရှိသူတွေရဲ့ဖိနှိပ်မှုကိုခံခဲ့ရတာကြောင့်ဒီဘဝမှာတော့ဘသူထက်မဆိုပိုအားကောင်းတဲ့သူဖြစ်ချင်တယ်လို့ပြောလိုက်ပါတယ်။မကြာခင်မှာပဲယေရှုရှဆိုတဲ့ဆာမူရိုင်းတယောက်ဟာ William ရဲ့ဆရာဖြစ်ဖို့ရဲတိုက်ကိုရောက်လာပါတယ်။ယေရှုရှိကိုမြင်လိုက်တာနဲ့ William ကချက်ချင်းအားကျသွားပြီးဒီကဘာရဲ့အကောင်းဆုံးကိုယ်ခံပညာရှင်တွေထဲကတယောက်စီကတင်ခွင့်ရတော့မယ်လို့အရန်စိတ်လှုပ်ရှားသွားပါတယ်။ယေရှုကတော့သူ့ရဲ့ဓာတ်ပညာကို Empire တစ်ခုလုံးမှာအကောင်းဆုံးဖြစ်အောင်အမြဲစူးစမ်းနေပြီးဒီလမ်းကဘယ်တော့မှမဆုံးနိုင်တဲ့လမ်းတစ်ခုပဲလို့တသနာဆန်ဆန်ပြောလိုက်ပါတယ်။ဒီစကားကြားလိုက်ရတဲ့ William ကသူ့ကိုပိုပြီးအထင်ကြီးသွားပါတယ်။ Image ကဒီဓာတ်သမားကတန်တရားဖြစ်เสียကောင်းတယ်လို့သတိပေးပေမဲ့ William ကမယုံပဲနည်းနည်းတန်တရားဖြစ်เสียကောင်းတာကတကယ်ဓာတ်သမားကြီးတွေရဲ့လက္ခဏာပဲလို့ပြောလိုက်ပါတယ်။သူကယေရှုဟာအားကောင်းလာဖို့ပဲအာယုံစိုက်နေတဲ့သူဖြစ်လို့လောကီကိစ္စတွေကိုစိတ်မဝင်စားတာလို့ထင်နေပါတယ်။ Image ကတော့အ ਨੇ ဆုံးသူ့အရေးချင်းကိုအရင်စမ်းသပ်ကြည့်ဖို့အကြံပေးလိုက်ပါတယ်။ William ကသဘောတူပြီးဒါဆိုဆရာရဲ့အရေးချင်းကိုပြပေးပါလို့ယေရှုကိုပြောလိုက်ပါတယ်။ဆက်ရန်